လူပြည်ကနှစ်ပေါင်း100ဟာတာဝရင်တာနတ်ပြည်မှာတရက်ပဲရှိပါတယ်အချက်နှစ်ပုံလေးကိုမြင်လာလေလေစီးစိမ်ခံစားမှုကစမ်းကြယ်လေးဖြစ်ပါတယ်ဖះရှင်ကိုအမင်းရံပြူနှောက်ရှက်ခဲ့တဲ့မာနဟာတကယ်တော့နတ်ပြည်6ထပ်ထဲကတကိုးစီးစိမ်ခန္ဓာကြီးကျယ်လွန်းတဲ့နတ်ပြည်တစ်ခုရဲ့တကိုးကြီးနတ်မြင်တစ်ပါးဖြစ်ပါတယ်ဘုရားဘာသာစာပေလာနတ်ပြည်6ထပ်အကြောင်းကိုဒီနေ့အသေးစိတ်လေ့လာကြည့်ကြရအောင်စတုမဟာရေနတ်ပြည်ဟာအောက်ဆုံးထက်ဖြစ်ပြီးလူပုံလူလောကနဲ့အနည်းဆက်ဆုံးနတ်ပြည်တစ်ခုဖြစ်ပါတယ်စတုမဟာရေနတ်ပြည်ကိုတတရထဝီရုလကဝီယူပခကုဝေရာဆိုတဲ့နမင်းကြီး၄ပါးအုပ်ချုပ်ပါတယ်စတုမဟာရေနတ်မြဤတတန်းမှာလူတတန်းနဲ့တွက်ရင်နှစ်ပေါင်း9တန်းရှိပြီးနတ်သက်အားဖြင့်နှစ်900ရှိပါတယ်စတုမဟာရေနတ်တီဟာလူပုံရဲ့အထက်ယူဇနာ4200ဝေးကွာသောမြင့်မိုတောင်အလေရှိယူဂန်တော်တောင်ထိပ်မှစပြီးမြင့်မိုတောင်အောက်ခြေအထိရှိပါတယ်မြင့်မိုတောင်၄ဘက်တစ်ပတ်စီမှာနမင်းတစ်ပါးစီအုပ်ချုပ်ကြပါတယ်